ငါလာပိုင်းကာလအတွင်းထီစုကြီးပေါက်ပြီးအကြီးကျယ်ကျော်ချမ်းသာမဲ့အနေနဲ့လေးကိုအကြောင်းအခုလိုဟောကိန်းထုတ်လာတဲ့ဗီဒီယိုဆရာမငါလာပိုင်းမှာထိပေါက်ချင်တဲ့ဆိုရင်ကိုယ့်ရဲ့အနေနဲ့ငါဆရာမလေးဟောပြောတဲ့ကန်ထူးရှင်တွေထဲမှာပါဝင်နေသလားဆိုတော့အခုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားပေးပါနော်တကယ်လို့ကိုယ့်ရဲ့အနေနဲ့မပါဝင်ဘူးဆိုရင်လည်းဆရာမလေးကလိုအပ်တဲ့ရတရားလေးတွေကိုပေးထားတာကြောင့်9ရက်သားသမီးအားလုံးငါလာပိုင်းမှာထိပေါက်ဖို့အတွက်ဒီဗီဒီယိုကအထောက်အကူပြုသွားမှာပါရှင်ပထမဆုံးဆရာမလေးရဲ့ဟောပြောချက်မှာအင်္ဂါသားသမီးတွေကငါလာပိုင်းကာလအတွင်းထီစုကြီးပေါက်ဖို့အတွက်အခွင့်အရေးအများဆုံးဖြစ်ပါတယ်အင်္ဂါနေ့မှာမူဖားတဲ့သူတွေကငါးလပိုင်းမှာထီကန်ကောင်းနေပါတယ်။ငါးလပိုင်းမဟုတ်ရင်တောင်ဒီတစ်နှစ်အတွင်းမှာဘလို့နည်းနဲ့ပဲဖြစ်ဖြစ်တေချာပေါက်ထီပေါက်ကိုပေါက်မှာဖြစ်ပြီးတော့အောင်မြင်ကြီးပွားချမ်းသာတော့မှာပါ။အလောက်ကိုင်းနဲ့ပတ်သက်ရင်လည်းယာတုတိုးဖို့အခွင့်အလမ်းတွေအရန်ကိုများပါတယ်။မပြောလိမ့်မဲ့ထီပေါက်တာမျိုးယာတုတိုးတာမျိုးဝင်ငွေအများကြီးရတာမျိုးတွေကြောင့်အင်္ဂါသားသမီးတွေကငါးလပိုင်းမှာချမ်းသာတဲ့တထေးကြီးတွေဖြစ်ကြတော့မှာပါ။ဒုတိယအနေနဲ့ဆရာမလေးဟောပြောပေးထားတဲ့ကျသပရိသသမီးတွေဆိုရင်လည်းထီသိမ်းပေါင်းထောင်ချီပေါက်ဖို့အတွက်အခွင့်အရေးများနေပါတယ်။ကျသပရိသသမီးတွေအတွက်အခုငါးလပိုင်းကာလကအကန့်အမြင့်ဆုံးအချိန်ကိုရောက်နေတာမလို့အရာရာမှာအဆင်ပြေမယ်လို့လည်းဟောပြောပေးထားပါတယ်။အလောက်အကိုင်းအပေါင်းဝင်မိသားစုအရေးကျန်းမာရေးကိစ္စတွေမှာကျသပရိသသမီးတွေကအကောင့်ဘက်ကိုပဲဦးတည်နေပါတယ်။ငွေရေးကြေးရေးမှာလည်းအရင်အဆင်ပြေပြီးတော့လက်ထက်မှာငွေတွေအပုံလိုက်ရောက်နေတတ်ပါတယ်။ကျသပရိသသမီးတွေတခုတတိထားရမှာကယင်းဒီသူတွေကမနာလို့ဖြစ်ပြီးတော့လိမ့်လည်ခံရတာမျိုးရှိတတ်ပါတယ်နော်။ကိုယ့်ရဲ့အလုပ်ထဲမှာလည်းစိတ်ပင်ပန်းစရာတွေရှိနေတာမလို့ဒီကာလမှာတေချာလေးအနားယူပြီးတော့လူတွေကိုအယမ်းမယုံကြည်ပဲဂရုစိုက်ဖို့အတွက်ဆရာမလေးကအမှားကြားထားပါတယ်။နောက်ထပ်အနေနဲ့တောက်ကြသားသမီးတွေကလည်းငါးလပိုင်းမှာချီပေါက်ကိန်းမြင့်နေပါတယ်။တောက်ကြသားသမီးတွေကအရင်ကမလုပ်ဘူးတဲ့အလောက်ကိုင်းအသစ်တွေအခွင့်အလမ်းအသစ်တွေအများကြီးနဲ့ကြုံတွေ့နိုင်ပါတယ်။လက်လာပါတွေကျိုးပွားပြီးတော့ကန်ကြမမြင့်တက်နေတာမလို့တောက်ကြသားသမီးတွေကအင်မတန်ကန်တူးသူတွေပါဆိုပြီးတော့ဆရာမလေးကဟောပြောပေးထားပါတယ်။နောက်ဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုမျိုးဟောပြောပေးထားပါတယ်ရှင်။တနင်္ဂနွေသားသမီးတွေကငါးလပိုင်းတည်းမဟုတ်ပဲ2026ခုနှစ်တစ်နှစ်လုံးမှာဒီထက်ပိုပြီးတော့အောင်မြင်တိုးတက်နိုင်တဲ့အလားအလာတွေရှိနေပါတယ်။ကန်ဒီအရန်ကောင်းနေတာမလို့ကျင်းသေးပေါက်ထိစုကြီးတွေပေါက်နိုင်နေဆိုပြီးတော့တနင်္ဂနွေသားသမီးတွေအတွက်ဟောပြောပေးထားတာပါ။ဒီတော့ငါးလပိုင်းအတွင်းမှာအင်္ဂါဇာတပရိတောက်ကြနဲ့တနင်္ဂနွေသားသမီးတွေအားလုံးထိပေါက်ကိန်းမြင့်နေပါတယ်။ထီထိုးမယ်ဆိုရင်ကိုယ့်ရဲ့မွေးရက်ဒါမှမဟုတ်မွေးနေ့ကဏ္ဍနေ့ကိုရွေးချယ်ပြီးတော့ထိုးပေးပါ။သိမ်းမောင်ရာချီကနေထောင်ချီအထိအများပြတဲ့ထီစုကြီးတွေပေါက်နိုင်လို့ဒီနေ့နံပိုင်ရှင်တွေအတွက်ဆရာမလေးကဟောကိန်းထုတ်ပေးထားတာဖြစ်ပါတယ်။ဒီဟောပြောချက်ထဲမှာမပါဝင်တဲ့9ရက်သားသမီးတွေလည်းထိပေါက်ချင်နေဆိုရင်တော့ဆရာမလေးပြောတဲ့ရတရားလေးကိုလုပ်ပေးပါရှင်။ကိုရဲ့မွေးရက်မှာနိစ္စရဖျားတူစုစုကိုသွားပြီးတော့အဋိဌံပြုဆူတောင်းပေးရမှာဖြစ်ပါတယ်။ဒီပေါက်ချင်တဲ့ဆိုရင်ကိုဖြစ်ချင်တာတစ်ခုတည်းကိုအာရုံစိုက်ပြီးတော့အယုံကြည်ကြည်နဲ့အဋိဌံပြုပေးပါ။အဋိဌံပြုနေတဲ့ကာလပတ်လုံးအရက်သေးစားတောက်စားတာမျိုးလိန်ညာပြောတာမျိုးမကောင်းတဲ့အလုပ်တွေကိုလုံးဝမလုပ်ဘဲဖြူဖြူစင်စင်ရိုးသားသားအဋိဌံပြုပေးဖို့ပဲလိုအပ်ပါတယ်။ဖျားရှင်စီမှာကိုတက်နိုင်တဲ့ပမာဏငွေကြေးအနေငယ်ကိုလှူဒန်းပြီးတော့ဒီလိုအဋိဌံပြုပေးမယ်ဆိုရင်ငါးလပိုင်းမှာထီကန်ကောင်းနိုင်တယ်ဆိုပြီးတော့ဆရာမလေးကတေချာပေါက်ဟောပြောပေးထားပါတယ်။အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့လည်းငါးလပိုင်းကာလအတွင်းတိမ်ပေါင်းများစွာသောထိပေါက်ခြင်းနဲ့ဆိုရင်တော့ယုံကြည်စွာနဲ့အဋိဌံပြုပါတယ်ဆိုပြီးတော့ရေးသားဆုတောင်းသွားခဲ့ကြပါအောင်နော်။